ဒီနေ့မှာဆိုရင်တော့ဖြင့်ဂျပန်နဲ့အီရန်နဲ့ဘောလုံးကပ်လူမှာဖြစ်ပါတယ်။ Okay ထွက်လာပါပြီကျွန်တော်တို့ဂျပန်လေးတို့အဖွဲ့ပေါ့နော်။ဂျပန်ကဘယ်လိုဖြစ်လို့ခဲရဖြစ်။ Okay ကျွန်တော်အီရန်ဒါတော့ကျွန်တော်တို့အဖွဲ့ဖြစ်ပါတယ်။ဒါတော့အီရန်ပေါ့နော်။ Okay ပါ။ကျွန်တော်အီရန်စားပေးပါမှာလေ။အရင်တော့ရော့ဟိုကောင်ပေးလိုက်ပါမယ်။ယောကမီးဝအေးထိန်းပါယောအာယောမိုက်တယ်ဟာငါဟိုဘက်ကခေါက်ပြီးတော့ဒီဘက်ကရောက်သွားယောအေးဟိုယောကိုတော့မယောအာဒီကောင်လေးလာရှုပ်တော့ကွာအောက်သွားโอเคယောအေးယောကွာယောညကိုမမောင်ဒီလောက်ဆိုယောအာဒါပြယူရသေးတယ်ကွာလောင်နေအေးရဟိုကောင်ပေးမယ်ယောအာဒါပြယူရပြန်ပြီအေးဒီတခါတော့မင်းတို့ပါမယ်ရှုံးပြီမှတ်လိုက်တော့ကွာယောကို Opening phase of the game complete. Promising signs from both sides. ဒီနေရာမှာပြောချင်တာလေးတစ်ခုက DB တို့ကိုရိုက်တုံးอ่ะပေါ့နော်အတန်မထည့်ခဲ့ရလို့ခုမှပြန်ဖြစ်တာ။ Okay စပါမယ်ကျွန်တော်တို့ဒါကတော့ကျွန်တော်တို့ဘယ်လိုသွင်းလိုက်လဲဆိုတော့ပြန်ပြနေဖြစ်ပါတယ် Look at that ကျွန်တော်လေးကိုမိုက်ပါတယ်အဲ့တော့ကျွန်တော် Waisuki ဆိုတဲ့ကောင်ပေါ့နော်သူတို့ဘက်ကဘောလုံးရေးရတယ်ဟာ Okay လိုက်လူဖို့ပဲရှိတာပေါ့ယော့ကွာဒီနေရာမှာဘောလုံးလို့ pass နဲ့လူရတာတော့မသိဘူးပေါ့နော်ကျွန်တော် like အတိုင်း like လုပ်ရပေါ့ဒီလေကကောင်းတာကိုတေးပေါ့ယော့လေးလာကွာကျွန်တော်တို့ဒီသွားပြီးတော့ကိုးမှာဖြစ်ပါတယ် Okay လာစမ်းရောက်ရေးပေးစရာလူလည်းမရှိဘူးဟာနေရောချင်းတစ်ချက်ကြည့်လာယော့ကွာနီးတော့နီးလာပြီကွာလက်ခုနကလည်းလမ်းရှူလို့ရရင်ကောင်းတော့ဒီကွာနောက်ထိဘောလုံးပြန်ပို့တော့ဒီကောင်လေးအပြစ်မကောင်းခဏလေးလေကျဲတယ်တို့လားဒီထိန်းတာ Okay ဟုတ်တယ်ယော့ကိုမကိုကွာဟိယောင်ရေမကိုဘူးလေကြည့်မရိုင်းကြကွာကိုတော့မကြီးယော့သူတို့ဘက်ကပဲစားပါတယ် Okay ကျွန်တော်တို့ကောင်နေလာပါပြီလူပါမယ် Wai Suzuki ဆိုတဲ့ကောင်တော့တော်တော်လေးကျဲတယ်ဘာလို့လဲဆိုတော့သူကြီးကကိုနေရများရပေါ့နော် Okay ယော့ပါလေယော့Wai Suzuki ဝေးကဲကိုငိုလဲကြီးကတိလေးကွာဆောနာကတိလေးနှမျောစရာကျွန်တော်တကိုးလေးလားမသိရှိသေးပါဘူး Okay ယော့ဒီကောင်ပို့လိုက်မယ်ကဲကိုဝါကြီးတော့အဲ့လိုကောနာချစ်တာနေရတခါမှမကိုဘူးပေါ့နော် Yeah boy let's go ကြည့်လိုက်မဘောလုံးလာတယ်ဟာရောက်ရေး sorry မနှိပ်လိုက်တာပြလိုက်ရအောင် Okay လိုက်ပြီးယော့ကျွန်တော်တို့ Wai Suzuki လာတယ်ဘကီဘာကြီးလဲတော့မသိဘူးမရှိတာလောက်ထားဒါဘာကောင်းတော့မသိဘူး Okay round Okay ကျွန်တော်တို့ဗီဒီယိုတွေပြန်ပြဖြစ်ပါတယ်ကြည့်လိုက်ဒီတော့တော်လေးကျန်းတယ်လို့ပြောရမယ်ပေါ့နော်သူရှိလူတော်မြင် free kick လာသဟာဒါဒီလောက်တာမီတိုမာပြောတာနာမည်လေးဖတ်တာမိုက်လဲ sorry ပါကျွန်တော်ဒေါသဖြစ်တယ်ဖတ်တတ်ပါဟုတ်ဒီသားလေးပါတည်တယ်မရှိတာလှုပ်ထားလိုက်တာ no ဒီနောက်ဘာရှိတာဘာတော့ဟာငါလေးမဖတ်တာ Okay ကျွန်တော်တို့ဒီလာဘာလို့မသိဘူးဒါပေမဲ့တလုံးမှလည်းပြီးရွာပြန်ပြီးတော့aqua
ဘောလုံးကြတာတော့ဖီးရှိလိုက်โอเคဒါကျွန်တော်ပြန်ပြတာပေါ့နော်ကိုရတဲ့ကိုတွေ2-0ပေါ့နော်ကိုဘက်ကဘာနိုင်ငံလဲသိစမ်းမသိဘူးလူလဲခိုင်းနေဗျလူလဲခိုင်းနေပေါ့နော်အဲ့တော့မရှိတာလားပါလားလူလဲခိုင်းနေဟိုကောင်နဲ့လဲလိုက်ပေါ့နော်ရွှေရောက်တော့ကောင်နဲ့ဒီလောက်ဆိုစင်မီနေတာပဲလဲလိုက်မယ်โอเคကိုရတော့မချတယ်ဒီလောက်ဆိုစင်မီမတင်တာပဲโอเคလာထည့်နေတယ်ကွာ So the second ရော half is မင်းတို့ကောင်တွေကဘာလို့မင်းတို့ဘက်ကပဲစကြတာတော့ knocks it အဲ့ဒီ towards ကောင် to တွေ the လူ front. တွေဘလို့လည်းမသိပါဘူးကွာငါတို့ရသွားပြီဆိုတော့မင်းတို့လည်းပြန်ပြောင်းတော့ကွာလက်ထဲမှာ6တော့တယ် Through ball. position ကြည့်မယ်ကဲမယ်ရောယူထားဘောလုံးကိုဟိုတောင်းနေတာပေါ့နော်သူပေးရမယ်ပေးလို့လည်းမရသေးပါဘူးတခြားကြည့်ကိုလိုက်ကိုပါပြီဘာလို့မီရာမီနိုဘာလို့ငါလည်းနာမည်ကြီးလည်းမဖတ်တတ်ပါဘူးကွာပွဲပြန်စားပါပြီဟိုကောင်ဒီဘက်ကပဲစားပါတယ်မြင်နေပါပဲဒါကျွန်တော်ဝိုင်ဆူဇူကီရနေပြီးတော့ Forward. ဘောလုံးထိမ့်ပါပဲကဲကိုတော့မထားနဲ့လေအဲ့တော့ဒီဘောလုံးပြန်ထိလိုက်ပါတယ်ဘူးလဲတော့မသိပါဘူး 2/3 ပို့လိုက်ပါတယ်လေတော့ဝေးချီရောက်သွားပါတယ် battle. ကျွန်တော်တို့ဘောလုံးလို့လေရပြီ The score is now 3-0. ဘယ်ကောင်ပြရမလဲရောမြင်ပြလိုက်လို့အောင်နေခေါင်းစောကြကွာငါကိုတပေးလိုက်တယ်ဒီဘောစီရတယ် Nice Yo. through ball. ကိုလိုက်တော့ရှူလိုက်တော့ဟိုကလူသွားသေးတယ်ဘာလို့လူသွားတာကွာ Pressure အေး forcing မအောင်သေးအောက်တော့ဆိုငါတို့ရမှာဟုတ်ချူကောင်ကန်လိုက်တယ်လောက်တာဘာလို့ဟီတီလာငါလည်းမသိဘူး through Yo. ball. အဲ့တော့မီချူကဲကဲ Yes, it is. မိုင်းဆူဇူကီဟုတ်တယ်ကောင်းတယ်ချင်းတယ်โอเคဘောနော်ဒါတော့သူဘလို့ကန်လိုက်လဲဆိုပြမှာဖြစ်ပါတယ်ကြည့်လိုက်ဒီမှာဟိုကနေပေးလိုက်တယ်မှာဆူဇူကီကနေကိုလိုက်တာဖြစ်ပါโอเคကျွန်တော်ဒီဘောလုံးဝိုင်းဆူဇူကီကနေပြီးတော့ယူထားပါတယ်ကျွန်တော်ဒီမှာတခြားလူပြောက်ကိုထပ်ပေးလိုက်တယ်ကိုငိုပေးလိုက်ပါတယ် Chance in the box. မကိုပါဘူး Chance for the keeper. โอเคကျွန်တော်တို့တွေဘောလုံးပြန်ထိပါတယ်ကျွန်တော်တို့ဒါပါပြီဘောလုံးတတိရောက်သွားတာလဲလို့ဟိုးတော့ပါပဲလို့ယော Some မီ minutes will be added after ဒီ regular မှာ time. တော့ Through ball. ယာယီယော A through ball attempt. ဘောလုံးဒီ Gave the opponent a free kick. Let's hope it's not too serious. ယာနာဝါ They decided that now is the time for him to go to the bench. ဒီလိုမျိုးဖိဖိကောင်းတယ်ဒီပါလေ Taking the free kick. Sensational free kick. Bỏ lôပြန်ထိန်းတယ်โอเค Referee says that is all ရော for င်းပြီးတော့ today. တို့ကိုမေး Hearty လို့အတွက် victory. အိုက်ကိုကြ Leaders ည့် are လာတယ် really ဘောနော် enjoying the game. အဲ့ဒီကျွန်တော်5-0ဖြစ်လာတယ်ကျွန်တော်5-0တဲ့တိုင်ဝါတာဖြစ်ပါတယ်နောက်နေ့ဒီမှာနောက်ဗီဒီယိုတွေနဲ့တွေ့ပါမယ်အားလုံးပဲဘိုင်ဘိုင်ပါ